ကြောနာလေပင်နာလူနာအစစ်များနာကျင်ခြင်းတကူလုံးအယိုးအစစ်နာကျင်မှုဟာအယိုးအစစ်ကျန်းမာရေးပြဿနာအန္တရာယ်ကိုသတိပေးနေပါသည်အယိုးကြောကြောင့်အယိုးအစစ်အရွယ်အိုဆင်းမှုအောက်ပါလက္ခဏာများကိုတွေ့ရနိုင်ပါသည်အယိုးကြောနာကျင်မှုလက်နှင့်ခြေထောက်အာရုံချို့ယွင်းမှုကြောနှင့်လေပင်သို့မဟုတ်ပခုံးနာအကျက်တင်းခြင်းအယိုးအစစ်အရွယ်အိုဆင်းမှုကြောင့်ဖြစ်သောနာကျင်မှုသည်တစိုက်ဖြစ်ပေါ်နိုင်ပြီးအချိန်နှင်းငယ်ကနေအချိန်နှင်းများစွာတစ်နေ့ခန့်ထိချိန်ယူနိုင်ပါသည်နာကျင်မှုကိုအချိန်မှန်မကူတာပါကအယိုးအစစ်ကျန်းမာရေးပိုဆိုးလာနိုင်ပါသည်အစစ်အရွယ်အိုဆင်းမှုအစစ်ခွန်သည်အယိုးအဆုံးများကိုလုံးဝဖုံးမထားနိုင်သည့်အခါဖြစ်ပေါ်ပြီးလှုပ်ရှားမှုအတွင်းအယိုးများတစ်ယောက်နဲ့တစ်ယောက်ထိတွေ့ကနာကျင်မှုဖြစ်စေပါသည်နာကျင်မှုသည်လှုပ်ရှားချိန်မှာပိုမိုတက်ပြီးအနားယူချိန်တွင်လျော့နည်းသွားသည်အထူးသဖြင့်ရာသီအေးသောအချိန်များတွင်ပိုပြီးပြင်းထန်လာပါသည်အချိန်မီကုသမယ်မဟုတ်ရင်ကြွက်သားအဆုတ်ကျသွားခြင်းအစစ်ပုံစံကျိုးပြတ်ခြင်းနောက်ဆုံးတွင်အပြင်းထန်သွားပြီးမအောင်မြင်နိုင်သည့်အခြေအနေများဖြစ်နိုင်ပါသည်စောင့်ပျော်နေမနေပဲယခုတင်ပြန်ဆောင်ရွက်ပါအိမ်ကြာသွားလျင်တိတ်နေစဉ်ဘဝမှာခက်ခဲမှုတွေပိုများလာနိုင်ပါတယ်အိတ်ထသွားခြင်းအစစ်တင်းကျက်ခြင်းရှိတာလားအခုပဲမှတ်ချက်တင်ပါသို့မဟုတ် PC ချင်းကိုဓာတ်ရိုက် message ထွက်ပို့ပြီးအခမဲ့အကြံပြုချက်တွေကို